ပတ်ဝန်းကျင်မှာရှင်နဲ့ကျမကိုပြောကုန်ကြပြီပတ်ဝန်းကျင်ကိုများဂရုစိုက်လို့ဘာပြောနေကြလို့လဲရှင်ကိုမချစ်နဲ့တဲ့ရှင်ကဒတဂီရီလိုပဲမျက်နှာများတယ်တဲ့ဒီမှာချစ်ဒတဂီရီမှာ10မျက်နှာအရက်ဒီပါ10မျက်နှာအန်စာတုံးမှာ6မျက်နှာနန်းမြို့ရိုးမှာ4မျက်နှာအကျွေစီးမှာ2မျက်နှာမင်းကိုချစ်တာဒီ1မျက်နှာတည်းပါကွာအဲ့ဒါလေးကြောင့်ရှင်ကိုကျမချစ်နေရတာနှာဘူးကြီးဘာလုပ်နေရလဲဘာလုပ်နေလဲတေးတာပေါ့ဟာခါမှာတေးအိမ်တမ်းရှိပါချုံထဲမှာတေးလာပေါ့အကိုကဘာလုပ်နေရချုံထဲမှာချုံထဲမှာချီးပါအိမ်အိမ်တမ်းရှိဘူးလားအိမ်တမ်းရှိဘူးလေဒီမှာချုံထဲမှာလာပါတော့အဖော်ရပေါ့ညီမလေးစေးပါလေးပေါ့ဟာကိုချီးပါလေပြီးတော့မယ်ကျော်ရေအားလုံးမမရဂိမ်းစော်နေမှာကောင်းချင်လို့ပါလို့နေရလေလောက်ကုန်ပြီမလာတော့လုပ်ပေးစမ်းပါအဲ့လားအားကြောင့်မမတို့ပြောရလေအခုကစေးဝါးတွေကအတုတွေပေါ်တယ်ဒီမှာနီးကိုသုံးလို့မှတ်တာပြောပြမယ်နော်ကျင်းက9ချက်သားထညက်က9ချက်သား3ခွက်တစ်ခွက်တင်ကျိုးပြီးရင်တောက်လိုက်အဲ့မှာโอเคပြီနံပါတ်ပြောနေတာလေပတ်စံလာပေးလိုက်လို့မနေ့ကလာပေးလိုက်လို့လာမပေးလို့နင့်ကိုတောင်းခိုင်းတာအဲ့ဒါပြောနေတာမမပတ်စံဆိုပတ်စံမပြောဘူးလေလာကုန်ဆိုတော့ကိုလည်းအဲ့ဒါပဲတွေးတာပေါ့နိငါစကားမှနေနာမထောင်တာငါစကားမှနေနာမထောင်တာငါလုံးလိုက်သေးတော့မေဟောတက်တိုင်းပါဘူးဒါလို့ဒီအဲ့ဂိမ်းပဲစောင့်နေပါလားဟာလားဟမ်ဟိုမှာခလေးဘာလုပ်နေလိုက်ကြငါဝင်လာတဲ့ခရမ်းသီးတွေကိုစောင့်နေတို့လားဒီမှာငါမအားဘူးစိတ်ရဲလုံးနေနေမှာ6ပြီးပြောလိုက်6ပြောရမှာဟုတ်တယ်တာကြီးအဲ့ဒါကြီးကသွားမစော့နဲ့လေမိမိဝယ်လာတဲ့ပြန်ကြီးကညနေကျရင်ဖေလို့စားဖို့နော်ပြောမရဘူးလားပြောမရရင်ဖေမချစ်တော့ဘူးနော်6ပြောခိုင်းတာနေဘလို့လေးတိုင်းနဲ့ပြောနေတာလေနေမဲ့6ပြော6ပြောတာဗောအတမမနဲ့ပြောခိုင်းတာလေမမနဲ့ပြောရမှာဟေးမေလေးမဲမှတ်နေလားအဲ့ခရမ်းကြီးကိုမေလေးကဒီမှာလာဒီယိုလားဟဲ့ဒီဘလို့လေးတိုင်းနဲ့ပြောလိုက်တာလေခလေးတော့မသိဘူးငါတော့ဟဲ့ဖေးနေကြီးတွေပါတုံပြော့ဟဲ့လက်အောင်လက်နေဟဲ့ဟာသားတွေပဲတင်းနေလို့ငါ့ကိုတော့တောက်ပေါ်ကြီးလို့တော့မထင်နိုင်နဲ့ဗျရွာမှာဆိုရင်ငါဇိုးဗျဘာဇိုးလဲတေးချင်းဇိုးလားအယောဒီမှာဟောဒီလိုကလည်းကွာကြာလိုက်တာ哦ဟဲ့ဟာဘာလို့ကိုချိန်မြန်လာတော့မနေ့ကလေးတစ်ခေါက်တွေ့ပြီးသွားပြီဒီနေ့ကိုမအားဘူးလို့ပြောတယ်လေအလုံးလုံးနေရတယ်အတုတ်တုတ်နေတာမဟုတ်ဘူးငွေကြီးကိစ္စရှိလို့ပေါ့ကဲပြောဆိုဘုမအချိန်တိတ်မရဘူးနင်ပြောသွားတော့မယ်ဘာလဲကြကိုကျမကိုဆေးဝယ်တက်ရမယ်ဘာဆေးဝယ်တက်ရမှာဘာကြီးကိုကျမဘိုက်ကြီးမှာကြောက်လို့ဘလို့ဘိုက်ကြီးမှာကြောက်လို့တော့ဟာမနေ့ကတခါပဲတွေ့တာဖက်တာဘိုက်ကြီးစီရလားဟဲ့ညီရလဲရှင်ပြောင်းလေးပြန်စားမလို့လေနော်ရှင်ကျမနန်းသေးလေနန်းတော့မတွေ့မမြင်နဲ့တိုးကျိုးပြက်နန်းပြီးတော့အေးလေပြီးကြောင်လားဖက်ပြီးတော့နန်းပဲနန်းတာလေသိရလေဘယ်နဲ့တန်းတဲ့ဟာတွေကိုရဲဟွာမပါဘူးလေအဲ့ဒါဘိုက်ကြီးစီရရှင်ပို့ပြောမနေနဲ့ဘေးနားကပန်းကြောက်လေးတောင်မှကြွေကြောက်သွားရလေအဲ့ဒါကြောင့်ပြောပါတယ်တဲ့ကမြန်မာစားကားတွေမြန်မာစစမချိပါနဲ့လို့စိတ်ကူးရင်လည်းဘာမှမဖြစ်ဘူးစိတ်မပူနဲ့နော်အဲ့ဒါတွေမပြီးသေးဘူးအိမ်ရောက်တော့လေထမင်းဆိုင်နဲ့ပြို့သေးတယ်အန်သေးတယ်ပြို့မှာပေါ့အန်မှာပေါ့မနေ့ကလေးကစားလိုက်တဲ့အစားတွေမာလာရှမ်းကိုတွေရောရှမ်းခောက်ဆွေးတွေရောပြီးတော့ရေခဲမုံတွေရောသင်းမိုးသီးထောင်းတွေရောတောက်လျှောက်စားတာလေဒီအဲ့ဒါအန်ပြီပေါ့အစားမကျေတော့မသိဘူးနော်ကျမမေမသိအောင်မနဲ့ရှောင်လဲရတယ်မေသိကျမစုခန်းလေဦးမယ်အဲ့တော့ရှင်ကျမစိတ်ဝက်တိုက်别笑ပေါက်ခွားပဲဘယ်ဆေးဝယ်တယ်မလို့ဘာဆေးမပါဘူးရှင်ကစိတ်ကုမ္ပဏီကပစ္စည်းတွေကိုဒလဘာတွေပို့နေတဲ့သူပဲရှင့်အဲ့ထမှာစိတ်တစ်ခုခုတော့ပါမှာပါတဲ့စိတ်တိုက်ခက်လိုက်ငါပါတဲ့စိတ်တိုက်လို့မရဘူးလေအဲ့ကိစ္စကဘာမှမဖြစ်စိတ်ပူနေပါနဲ့ဘာဆေးမှတောက်เสียမှာမလို့ဘာမှမဖြစ်မရမှာကြောက်ပိုက်ကြီးမှာကြောက်ပိုက်ဆုံးမှာပဲပေးရှင့်ကိုကျမကြည့်မယ်ပေးဆေးမပါဘူးဟောတင်းကြည့်အောင်မယုံရှင်တဲတော့မယ်ဆေးမပါဘူးဟာဝေး
ပြေးကိုဟောဒီစိတ်ထားလိုက်မယ်ကျမ ဟဲ့မရဘူးအဲ့စိတ်ယူလို့မရဘူး မရောက်ဒီစိတ်တောက်ထား မ လိုက် ရဘူးဒါဖမ်းကွန်းရဆိုင်ကဥမင်းကိုသွားပေါ်မှာဒါယောက်ျားလေးတွေတောက်ရတဲ့စိတ်ဒီလေးတွေတောက် အာဒီစိတ်လေးကိုလာပြီးမယောတွန့်တိုးနေသေးတယ်အတိတောက်တော့တော့ မင်းကလေးတွေတောက်လို့ရတဲ့စိတ်မဟုတ်ပါဘူးဆိုမှဖမ်းကွန်းရဆိုင်ကဥမင်းကို9ရက်တစ်ပတ်တစ်ခါသွားပေါ်ရတဲ့စိတ်အဲ့ဒါ तू တောက်မဲ့ဟာ ဘာစီးနေတောက်လိုက်မယ်စိတ်တစ်ခုခုပြင်ပြီးတာပဲနော်ဟိုမရှိပြီးတာပဲတော့အားနေလေ မပြီးရောကွာဆိုလေသွားတော့မယ် ဒီစိတ်လေးတိုက်ဖို့ကြီးကိုနှမျောတွန့်တိုးနေရအဲ့ဒါကြောင့်ကြားလေးကိုစိတ်ကုန်လိုက်တာပတ်ကူမပတ်သက်ချင်တာ